အမျိုးသမီးကနှိလျှောစီးတော့မယ်ဆိုတာသိပေမဲ့ထန်းစင်ကိုသူ့ဖေစီပေးလိုက်တယ်သူ့ညီမကိုတောင်အောက်ကိုအရင်ခေါ်သွားခွင့်ပေးပေမဲ့အဲ့ဒီအမျိုးသမီးကသူတို့နှစ်ယောက်လုံးကိုကယ်တင်ဖို့မရည်ရွယ်ခဲ့ဘူးသူမရဲ့ကြော်ကြားမှုတည်ဆုံမှုကိုအသုံးချပြီးသူတို့ရဲ့ပူးပေါင်းကြံစည်မှုကိုဖော်ထုတ်ဖို့စီစဉ်ထားတယ်သူမရဲ့အရင်ဘဝတုန်းကသူမဟာသူ့ညီမနဲ့အတူနှင်းတောင်ပေါ်မှာလမ်းပြောက်သွားခဲ့တယ်သူ့ညီမကသူ့ခြေထောက်မှာပြင်းထန်စွာဒဏ်ရာရပြီးလမ်းမလျှောက်နိုင်ဘူးလို့လိန်ညာခဲ့တယ်ကယ်ဆယ်ရေးအဖွဲ့မှာထန်းစင်တစ်ခုပဲရှိတယ်လို့သူ့ဖေကပြောပါတယ်သူ့ညီမကိုအခွင့်အရေးပေးဖို့အမျိုးသမီးကိုတောင်းဆိုခဲ့တယ်နောက်တစ်ကြိမ်ကယ်ဆယ်ရေးလိုင်းကိုအဆောင်မှုသူမနေခဲ့တယ်အမျိုးသမီးကသူ့ဖေရဲ့စကားကိုယုံကြည်ခဲ့တယ်မမျှော်လင့်ပဲနှင်းမုန်တိုင်းကပူပြင်းထန်လာပြီးနှင်းလျှောစီးမှုဖြစ်ပွားခဲ့တယ်ကယ်ဆယ်ရေးလုပ်ငန်းလုံးဝရပ်တန့်သွားတယ်နောက်ဆုံးမှာအမျိုးသမီးကနှင်းတောင်ကနေမထွက်ခွာနိုင်ခဲ့ဘူးသူမရဲ့ဝိညာဉ်ကအမှန်တရားကိုရှာဖွေတွေ့ရှိခဲ့တယ်ဒီမတော်တဆမှုဟာဂရုတစိုက်စီစဉ်ထားတဲ့ပူပေါင်းကြံစည်မှုတစ်ခုပါပဲသူမရဲ့အဖေသူ့ညီမနဲ့သူ့ချစ်သူအားလုံးပါဝင်ပတ်သက်ခဲ့ကြတယ်သူ့ညီမကတကယ်တမ်းထိခိုက်ဒဏ်ရာရတာမျိုးမရှိခဲ့ပါဘူးသူ့အဖေကသူ့အမေရဲ့အမွေနှစ်ကိုသိမ်းပိုက်ဖို့နှင်းတောင်ပေါ်မှာသူမကိုတယောက်တည်းထားခဲ့တယ်သူ့ချစ်သူကသူ့ညီမနဲ့အတူရှိနေပြီးသားပါအမျိုးသမီးမျက်လုံးပြန်ဖွင့်လိုက်တဲ့အခါသူမနဲ့သူမရဲ့ပထွေးအမနှင်းတောင်ပေါ်မှာပိတ်မိနေတဲ့နေ့မှာသူမဟာပြန်လည်မွေးဖွားလာတယ်ဆိုတာသဘောပေါက်လိုက်ပါတယ်သူမရဲ့ဖခင်ကသူမရဲ့ပထွေးအမကိုထမ်းဆင်ပေးဖို့တောင်းဆိုနေစေပါအမျိုးသမီးကသဘောတူခဲ့ပေမဲ့နေရာမှာစောင့်နေဖို့သူ့ရဲ့အမိန့်ကိုမလိုက်နာခဲ့ပါဘူးဒီတစ်ခါတော့သူမဟာ၃ယောက်ကိုပေးဆက်ခိုင်းမှာပါပထွေးအမကိုတောင်ပေါ်ကနေခေါ်ထုတ်သွားပြီးနောက်မှာနောက်ထပ်နှင်းထုကြီးတစ်ခုပြိုကျခဲ့ပါတယ်ကယ်ဆယ်ရေးအဖွဲ့ကနှင်းမုန်တိုင်းဟာတောင်ပေါ်ကိုတက်ဖို့ပြင်းထန်လွန်းတယ်လို့ပြောပါတယ်သူမရဲ့ဖခင်ကနာကျင်အောင်ဆောင်ခဲ့ပါတယ်အမျိုးသမီးဟာထောက်တနေရာမှာပုံနေတာကိုမသိလိုက်ပါဘူးသူမဟာဂျူလူဖုံးသုံးပြီးသူမကိုတိတ်တိတ်လေးကြိုက်နေတဲ့ချမ်းသာတဲ့လူကိုဖုံးဆက်ခဲ့ပါတယ်သူမဟာနှင်းတောင်ပေါ်မှာပိတ်မိနေတယ်ဆိုတာသူကြားတဲ့အခါသူမကိုကယ်ဖို့လူတွေကိုချက်ချင်းစေလွှတ်ခဲ့ပါတယ်တစ်ချိန်တည်းမှာပဲ၃ယောက်သားအမွေခွဲဝေရေးအကြောင်းဆွေးနွေးနေကြပါတယ်ရုတ်တရက်သတင်းထောက်အစုကြီးတစ်ခုဝင်ရောက်လာပါတယ်သူမရဲ့ဖခင်ကဝမ်းနည်းခြင်းအောင်ဆောင်ခဲ့ပါတယ်သူ့သမီးကိုရှာဖွေတာကိုဘယ်တော့မှလက်မလျှော့ဘူးလို့ပြောပါတယ်အမျိုးသမီးကဂျူလူဖုံးကနေတဆင့်သူတို့ရဲ့ဖျော်ဖြေပွဲကိုကြည့်ရှုပြီးချက်ချင်းပဲအစီအစဉ်တစ်ခုရေးဆွဲခဲ့ပါတယ်သူမဟာချမ်းသာတဲ့လူကိုပထွေးအမနဲ့သူမရဲ့ချစ်သူရဲ့တပ်ပုံတွေကိုရိုက်ကူးခိုင်းခဲ့ပါတယ်နောက်တစ်နေ့တွင်အမျိုးသမီးကိုအောင်မြင်စွာကယ်တင်နိုင်ခဲ့တော်လဲသူမ၏ဖခင်သည်အိမ်ချမ်းမြေကိုချုံးမွေစွာအမွေဆက်ခံနိုင်ရန်သူမ၏ပိုင်ဆိုင်မှုများကိုတင်စီရန်ရှိနေတူကိုဆက်သွယ်ပြီးဖြစ်သည်အမျိုးသမီးအားရည်ရွယ်ချက်ရှိထိခိုက်နစ်နာစေခဲ့သည်ဟုဆိုကာမိထွေးမနှင့်အမျိုးသမီး၏စိတ်ဆက်ထားသူအကြောင်းအွန်လိုင်းတွင်သတင်းဆောင်မများစွာထွက်ပေါ်လာခဲ့သည်နေ့လယ်ပိုင်းတွင်သူမ၏ဖခင်ကအမျိုးသမီး၏တည်ဆုံမှုကိုကြေညာခဲ့ပြီးအပြတ်သဘောဆောင်သောသတင်းများဖြစ်ကြောင်းခြေပခဲ့သည်မိထွေးအမနှင့်အမျိုးသမီး၏စိတ်ဆက်ထားသူကလည်းနင်းတို့တွင်အပြစ်မရှိကြောင်းပြောဆိုခဲ့သည်၃ယောက်သားလွတ်မြောက်နိုင်မည်ဟုထင်ခဲ့ကြသည်ထို့နောက်အမျိုးသမီးအားထိခိုက်နစ်နာစေရန်၃ယောက်သားစီစဉ်နေသည့်ဗီဒီယိုတစ်ခု website တွင်ပေါ်လာခဲ့သည်